ကဲအားလုံးပဲမင်္ဂလာပါနော်ကဲနော်ကျွန်တော်ရဲ့ YouTube channel လေးရတယ်ကိုကူမာရီကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါနော်ကိုကူမာရီအတွက်ကိုဒူရီကိုတကယ်ဝါသနာပါလို့တကယ်စော့ကျင်တဲ့အကူမာများတိုင်းကောနော်အပြောသဘောမျိုးစော့တဲ့အကူမာများတိုင်းပဲဖြစ်ဖြစ်ဈေးဖို့အရာစော့တဲ့အကူမာများတိုင်းပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုမဖြစ်မနေပြီးစောင့်ကြည့်သွားပြီနော်ကြည့်ရှုသွားတဲ့ကျွန်တော်ရဲ့အကူအမာတိုင်းတူတယောက်ချင်းစီတိုင်းအတွက်ကိုလုံးဝအကျိုးရှိသွားစေမယ်ဗီဒီယိုလေးတစ်ပုဒ်ပြနော်ဒါကြောင့်မလို့ကျွန်တော်ကိုကူမာရီကိုစေတနာအပြည့်ဝထားပြီးတော့အကုန်လုံးကိုရသိခြင်းနဲ့နော်ဒါကြောင့်မလို့အဓိကရည်ရွယ်ပြီးတော့လာရောက်မျှော်ရပေးတာဒါကြောင့်မလို့ကိုကူမာရီကအခုမှတွေ့လို့အခုမှမြင်နေဆိုတဲ့အကူမာများတိုင်းကလည်းကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ကတင် channel ကို subscribe လေးနှိပ်ထားပြီးတော့နော်ကိုတူးတောက်တဲ့ရပါစေတိပါစေသဘောမထားဘဲနဲ့တူးမြင့်တူးရပါစေတူးမြင့်တူးတွေ့ပါစေပေါက်ပါစေတိပါစေဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ share လို့ရတဲ့နေရာလေးမှာ share သွားပေးမယ်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေသွားပေးမယ်နော်ကဲကိုကူမာရီအတွက်လာမဲ့ပွဲမှာအခုဗီဒီယိုကြည့်နေလို့ကိုကူမာရီကဘေး900 1000ကုန်တောင်မသက်မျောနဲ့လာမဲ့ပွဲမှာနော်နေတိုက်အချိန်လေးတွေနဲ့အော့ကွက်ကလေးတွေကိုလည်းကျွန်တော်မဖြစ်မနေလာရောက်မျှဝေပေးမယ်နော်ပြီးတော့အခုလာရောက်မျှဝေပေးခြင်းကတော့ကိုကူမာရီအတွက်တနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်အတွင်းမှာတစ်ကြိမ်လုံးဝ100%စိတ်ချစော့လို့ရမယ်ဇာရုပတ်တိတလုံးကိုလာရောက်မျှဝေပေးတာဒါကြောင့်မလို့ကိုကူမာရီမဖြစ်မနေကြည့်သွားနော်ကြည့်သွားတဲ့အကူမာများတိုင်းနော်ကြည့်သွားတဲ့အကူမာများတိုင်းကောနော်တကယ်ဝါသနာပါလို့စော့နေတဲ့အကူမာများတိုင်းကောနော်စီဝါရေးရစော့တဲ့အကူမာများတိုင်းကောကကြည့်သွားတာနဲ့ဒီဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်သွားပြီနော်ကျွန်တော်ပြောခဲ့တဲ့ကဏ္ဍလေးတွေလည်းယုံကြည်နဲ့စိတ်ချလိုက်စောလုံးဝအဆင်ပြေစေရမယ်နော်ကျွန်တော်အရင် channel လေးလည်းရှိတယ်ဗျာနော်ဒါကတော့အခု channel အသစ်ကလေးမလို့ကိုကူမာတွေကိုအဓိကရည်ရွယ်ပြီးတော့လာရောက်မျှဝေပြရတာနော်ကိုကူမာတွေနော်ကျွန်တော်လာမပွဲမှာနေတဲ့အချိန်နေနဲ့အော်ကွက်တွေကိုလည်းမဖြစ်မနေလာရောက်မျှဝေပေးမယ်နော်အများအားသိကျင်တဲ့အများအားတွေ့ကျင်တဲ့လိုချင်တဲ့ဆိုတဲ့အကူမာများတိုင်းကတော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတာနဲ့နော်ဘေးကရှိတဲ့ Nobel ခေါင်းလောင်းပုံစံလေးဗျာနော်ဒါလေးကတော့ကိုကူမာရေးသိမှာပေါ့ဗျာနော်ခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုရင်တူးရီနဲ့ပတ်သက်တဲ့အရာတိုင်းနော်ကိုကူမာရေးအများအားသိရှိရမယ်တွေးရှိရမယ်နော်ကျွန်တော်တင်ပေးလိုက်တိုင်းကိုကူမာရေးဖုန်းထဲကိုဓာတ်ရိုက်ရောက်သွားစေရမယ်နော်ဒါလေးကိုအဓိကရည်ရွယ်ပြီးတော့ပြောတာပါယုံကြည်လေးနဲ့လိုက်ဆော့လာမယ့်ပွဲကြရင်ကိုကူမာရေးနော်ကျွန်တော်တို့30ရက်6လနေပြီးတော့1ရက်2ရက်3ရက်ဟို1ရက်2ရက်ဗျာနော်30ရက်နေရနေပြီးတော့1ရက်2ရက်3ရက်လိုက်ဆိုရမယ်နော်ဒီ3ရက်အတွင်းမှာကိုကူမာတွေ100%လုံးထွက်ကမယ်နော်ယုံကြည်လိုက်ဆိုနော်ဒီချိန်ထွက်ရင်တော့နားပါဗျာနော်နေတိုက်အချိန်လေးကိုလည်းကျွန်တော်အစင်ပြေအောင်လာရောက်မျှဝေပေးမယ်နေတိုက်ကလေးရတာနော်အကောင်းဆုံးကြိုးစားပြီးတော့အော့ကွက်ကလေးတွေပဲကျွန်တော်အဓိကကြည့်ပဲပြီးတော့လုံးပေးမယ်လုံးမအချိန်လေးနဲ့နော်အခုကိုကူမာတွေကို100%အာမခံတဲ့ဇာရုပတ်တိတလုံးကတော့တုံညပါဗျာနော်တုံညနဲ့ပတ်သက်လာရင်ကိုကူမာတွေမဖြစ်မနေ share လိုက်မွေးရမယ် share မွေးနှစ်ကွက်ကတုံည8ကဲတုံညခွန်ရဲ့အဲ့နှစ်ကွက်ကိုအဓိကထားပြီးတော့လိုက်မွေးတုံညကိုတော့100%စိတ်ချပတ်ကိုကူမာတွေကတုံညကိုရဲရဲပတ်နော်ရဲရဲပတ်ဆိုတာကျွန်တော်ပြောမယ်ဇာတို့လိုက်ပတ်တနင်္လာနေ့မနက်12နာရီဈေးရတယ်ပြီးတော့ညနေဈေးနော်ညနေဈေးမှမထွက်အင်္ဂါနေ့မနက်ညလိုက်ပဲလုံးဝထွက်ကမှကျွန်တော် site အတိုင်းဆိုရင်တော့ကျွန်တော်က2ရက်အတွင်းမှာထွက်ဖို့များတယ်နော်2ရက်တောင်ရောက်ချင်လဲရောက်မယ်ဒါပေမဲ့2ရက်တော့ကိုကူမာဖြစ်နေလိုက်ဆိုဒါပေမဲ့ကိုကူမာတွေဇယ်ဝင်သွားတာနဲ့ကျွန်တော်အကူမာတွေကတနင်္လာအင်္ဂါပုတ်တူ3ရက်လိုက်ဆိုမဖြစ်မနေထွက်ကမယ်နော်ယုံကြည်လိုက်ဆိုနော်တကယ်လို့ထွက်မလာခဲ့ရင်နော်ကျွန်တော်ဖုန်းနံပါတ်ကလေးလည်းတင်ပေးထားမယ်နော်ဖုန်းခေါ်ပြီးတော့ပြောလို့ရတယ်နော်နှစ်ဆပြန်ရောက်ပေးမယ်ဒါပေမဲ့ယုံကြည်လိုက်ဆိုကိုကူမာတွေကိုကျွန်တော်လိုချင်လို့ပြောတာမဟုတ်ဘူးနော်ကိုကူမာတွေနော်စေတနာအပြည့်ဝထားပြီးတော့ကျွန်တော်ကပေးတာဒါကြောင့်မလို့ကျွန်တော်စေတနာကိုနားလဲတယ်ဆိုရင်ပဲကျွန်တော်ကျင့်တတ်ပြီးဒါကြောင့်မလို့ကိုကူမာတွေကကျွန်တော်ရဲ့စေတနာကိုနားလဲတယ်ဆိုတဲ့အကူမာများတိုင်းကနော်ကျွန်တော်ရဲ့ channel လေးကို share သွားပေးမယ်နော် channel လေးကို subscribe လေးနှိပ်ထားမယ်ဗီဒီယိုလေးကိုပြီးဆုံးကြည့်သွားမယ်ဘေးက Nobel ခေါင်းလုံးလေးကိုနှိပ်ထားမယ်ဆိုရင်ကျွန်တော်ကျင့်တတ်ပြီကျွန်တော်ကြိုးစားကြိုးနဲ့တယ်ကျွန်တော်တင်ပြရကြိုးနဲ့တယ်နော်ဒါလေးကိုပဲကျွန်တော်ကိုကူမာတွေရှိရကျွန်တော်ဒါလေးကိုပဲမျှော်လင့်တယ်နော်ကိုကူမာတွေအတွက်ကိုတော့ကျွန်တော်နေတိုက်အချိန်လေးဒီကောအော့ကွက်ကလေးတွေအောင်မဖြစ်မနေ
ဒါရောက်မျှော်ပြီးမယ်နော်ဒါလေးကိုပြောချင်းဖြစ်လာမယ့်ပွဲမှာကိုယ့်ကူမတွေလုံးဝအရှက်လက်တွဲမယ်နော်ကိုယ့်ကူမတွေဒီပွဲမှာတော့နော်ရှုံးလာမြတ်လာတော့မသိဘူးလာမယ့်ပွဲမှာနော်ကျွန်တော်ကိုယုံကြည်တဲ့အကူမများတိုင်းကလုံးဝထိထိမိမိရရမယ်လုံးဝအဆင်ပြေစေရမယ်နော်ဒါကြောင့်မလို့ယုံကြည်လက်တွဲကြည့်လိုက်နော်ကိုယ့်ကူမတွေလုံးဝအဆင်ပြေစေရမယ်အခုကျွန်တော်တင်ပေးတဲ့တုံညဇာတုပတ်တိကလည်းကိုယ့်ကူမတွေ100ခိုင်နှုန်းစိတ်ချဆော့မဖြစ်မနေလိုက်ဆော့နော်100ခိုင်နှုန်းစိတ်ချဆော့တစ်ချိန်ချင်းတွေထွက်ကမယ်နော်ထွက်တာတစ်ချိန်ထွက်သွားရင်တော့နားပေါ့ဗျာနော်ကိုယ့်ကူမတွေကတစ်ချိန်ထွက်သွားရင်တော့နားလိုက်နော်ကျန်တဲ့နေ့တိုင်းအချိန်လေးတွေကိုတော့ကိုယ့်ဘာကိုအဆင်ပြေလို့လိုက်ဆော့ပေါ့နော်လဲစီဖြစ်စီများစီဖြစ်စီကိုယ့်ဘာကိုချိန်ပြီးတော့ဆော့နော်အခုဇာတုပတ်တိကတော့မဖြစ်မနေလိုက်ဆော့နော်တနင်္လာအင်္ဂါပုတ်တပူ3ရက်အတွင်းမှာမဖြစ်မနေလိုက်ပတ်တာ3ညကိုဇာတုလိုက်ထိုးမွေးကနန်းက3ညကိုပတ်နေနေမှာကိုယ့်ကူမတွေက3ညခုံနဲ့3ည8ကိုတင်ပြီးတော့ထိုးတာဘာဖြစ်လို့လဲဆိုတော့3ညခုံတို့3ည8တို့ထွက်သွားရင်ကိုယ့်ကူမတွေရဲ့2သီးစာအောင်မြင်မယ်နော်ဥပမာ3ည6တို့3ည9တို့ထွက်သွားရင်တော့ပတိပဲရမှာပေါ့ဗျာနော်ပတိကတော့အဓိကရည်ရွယ်ပြီးတော့ပြောတာနော်ပတိကိုပဲထိထိမိလိုက်ဆိုဒါလေးကိုလာရောက်ပြောတာပါကဲအားလုံးပဲနေ့တိုင်းအချိန်လေးကြီးလဲကျွန်တော်တနင်္လာနေ့အတွက်ကနေပြီးတော့ကျွန်တော်တနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြ9ရက်စလုံးကိုအချိန်နဲ့တပြင်းကြီးလာရောက်မျှော်ပေးမယ်တင်ပေးမယ်နော်ဒါလေးကိုသိကျင်အများတန်းလိုချင်တယ်သိကျင်လဲကြိုက်နှစ်သက်တယ်ဆိုတဲ့အကူမများတိုင်းကျွန်တော်ကိုယုံကြည်တဲ့အကူမတိုင်းများတိုင်းကလည်းအားပေးတယ်ဆိုတဲ့အကူမများတိုင်းကလက်မလေးနှိပ်သွားမယ်ဗျာနော်ဒါလေးကိုပဲကျွန်တော်မျှော်လင့်တယ်ကိုကူမကြီးကနော်ကိုကူမကြီးအခုလိုကြည်နေတဲ့ဘေး900 1000မကပဲနော်သိန်းပေါင်း900 1000ဝင်နိုင်အောင်လို့စေတနာအပြည့်အဝနဲ့လာရောက်မျှော်ပေးခြင်းဖြစ်တဲ့အတွက်ကိုကူမကြီးနော်ဒီနေ့ဒီချင်းအစားလို့လူမှုရေးစီးပွားရေးကျန်းမာရေးအစစရရအဆင်ပြေအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ကဲအားလုံးကိုဒီနေရာလေးရနှုတ်ဆက်ပါတယ်အားလုံးကိုဘိုင်းမယ်ပါ